မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့ပြည်ဦးလွင်တက်နယ်ကစစ်တီတုပ်ရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကရာကကရှေ့မှာလုံခြုံရေးယူနေရတဲ့ပြည်ဦးလွင်တက်နယ်ကစစ်တီပါဒေါနာကတဆင့်တက်ကလူကြီးတွေကိုမေးချင်တာပါအဲ့ဒါကတော့လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာမိသားစုကိုခေါ်ထားလို့ရပါသလားဆိုတာပါခေါ်ထားလို့ရရင်ကျွန်တော်တို့လည်းခေါ်ချင်ပါတယ်အမတ်1တက်မတော်အတန်လွှတ်တက်ဒဇင်အဖန်ကဒုအရာခံမို့ကြည်အောင်ဝင်းဆိုတဲ့သူကရကကရှစ်မှာလုံခြုံရေးတာဝန်ထွက်နေတာကိုမိမကိုခေါ်ထားတာကြပါပြီမိမတွေမဟုတ်ပါဘူးသူသမီးကျောင်းဆရာမဆိုသူကိုပါခေါ်ထားတာပါလုံခြုံရေးတာဝန်ကလည်းတစ်နှစ်ကျော်နေပြီသူတို့တက်ကချိန်မဲ့သူမရှိတာလားဘာအကြောင်းနဲ့မချိန်တာလဲတော့မသိဘူးသူတက်ကတခြားစစ်တီတွေကတော့2လတစ်ကြိမ်3လတစ်ကြိမ်ချိန်ကြပါတယ်သူတယောက်ပဲမချိန်ရပဲတစ်နှစ်ကျော်နေတာပါတခါချိန်မလို့ဖြစ်တော့တသက်လုံးကောင်းနေတဲ့ခြေထောက်ကိုပတ်တီးတွေစီဓာတ်ပုံတွေရိုက်ပြီးအထက်လူကြီးကိုတင်ပြပါတယ်ခြေထောက်ခွဲထားလို့ဒီတလားတော့ရကကရှိပါရမီဓမ္မယုံမှာပဲထားပေးပါအောင်ဆိုပြီးကလင်ကကြစ်တင်ပြပါတယ်မယုံရင်ရကကရှိလုံခြုံရေးကစစ်တီရောရဲရောရှိပါတယ်ကြိုက်တဲ့သူကိုတိုးတိုးတိတ်တိတ်ခေါ်မေးလို့ရပါတယ်မိသားစုကိုခေါ်ထားရုံနဲ့မဟုတ်ပါဘူးလူပါလဲဝါကြပါတယ်တခြားစစ်တီတွေရဲ့အမျိုးသမီးတွေထမင်းလာပို့ရင်တော့သူမိမကမကြည်သလိုထွက်ကြည့်ပါတယ်ဆောင်းမြောင်းဆဲဆိုတာတွေလည်းလုပ်ပါတယ်သူတို့ကရက်ကွက်ကလှူထားတဲ့ဓမ္မယုံကိုသူတို့ကိုယ်ပိုင်အိမ်လိုနေကြပါတယ်ဓမ္မယုံမှာအိမ်သားနှလုံးရှိပါတယ်တစ်လုံးကိုသူတို့မိသားစုသုံးဖို့တောက်ခတ်ထားပါတယ်ကျန်တဲ့စစ်တီနဲ့ရဲတွေကကျန်တဲ့တစ်လုံးကိုစုပြုံပြီးသုံးရပါတယ်ရေချိုးကန်တစ်ခန်းပဲရှိပါတယ်အဲ့ဒါကိုလည်းသူတို့ပဲသုံးပါတယ်တောက်ခတ်ပါတယ်သူမိမနဲ့အစင်မပြေစကားများရင်ကျန်တဲ့သူတွေကိုဘိုးလေးကရန်ရှာပါတယ်သူမိမကလည်းသူ့ကိုယ်သူတရင်မှုကြော်ထင်နေလားမသိပါဘူးအပေါ်ကြီးကဆက်ဆန်နေဆဲတယ်စောင်းနေပြီးရင်သူတို့ကအထက်လူကြီးကိုဥအောင်တိုင်တာပါလုံခြုံရေးမှာအမျိုးသမီးခေါ်ထားတဲ့မသိလျော်တဲ့ကိစ္စကိုအထက်ကသိအောင်ပြောပြပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေရဲ့အခက်အခဲတွေကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်တမတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးချမှာပဲဖြစ်ပါတယ်ရှင်